တနေ့နေ့မှာဝေးရမှန်တီးတီးနဲ့လူတယောက်ကိုခမားတို့ရင်အကွဲခံပြီးချစ်ဖူးလားမပိုင်ဆိုင်ရမှန်းလဲတိနေလဲချစ်ခွင့်ရသလောက်ဂယုစိုက်ခွင့်ရသလောက်ပေးဆက်ပြီးချစ်နေချင်တာမျိုးပေါ့ဘာမျောလင်းချက်မှမပါဘူးလိုချင်တတ်မှတ်မှုတွေကင်းနေသူပြောနေကိုလည်းပြောမယ်သူဝမ်းနေနေတဲ့အခါနှစ်သိမ့်သူစိတ်ညစ်ပြီးပြိုလဲခြင်းတဲ့အခါစိတ်ရှိတိုင်းပြိုလဲခွင့်ရှိတယ်ရှင်ခွင့်တစ်စုံလေးဖြစ်ပေးနေခြင်းတာမျိုးပေါ့ဒီလောက်လေးပါပဲပိဿခွင့်လေးတွေရသလောက်ပါကျွန်တော်ဘက်ကတတ်နိုင်သမျှပိဿပြီးချစ်ခွင့်ရယုံလေးပါပဲတကယ်တော့လေကျွန်တော်ချစ်ချင်းမေတ္တာပြီးဆိုတာကလေးလေးရဲ့မင်းအပေါ်မှာတကယ်ကိုရိုးရှင်းခဲ့ပါတယ်မပိုင်ဆိုင်လူအတွက်ဆိုဒီကမ္ဘာလောကဟာအစစ်အမြဲခံချောက်နေစေအဖြစ်ဟောင်းရဲ့အကျဉ်းအကြံတွေကိုမစင်စားနဲ့